အားလုံးပဲမင်္ဂလာပါရှင်ရာစီတို့ရွာကကျွတ်ဆိုပါတယ်နော်ရာစီဒီမတ်လေးကို reply ပြန်ပေးခြင်းလို့ပါရှင်ဆရာမပုံညာခင်ရဲ့ပန်းနေပွင့်ဖို့ဆောင်ရချိန်တွေကရာစီဆိုတဲ့နောင်ဝဲလေးကိုတော့အတိတ်ပဲပြန်ပေးခဲ့ပြီးပြီပေါ့နော်အခုဒီညီမလေးမှတ်ထားသလိုပေါ့နော်စီတာဆိုတဲ့အတိတ်ပဲလေးကိုပြောပြခြင်းလို့ပါသူကရွမ်ဘာသာစကားအနေနဲ့စီတာဆိုတဲ့နောင်မယ်လေးကမြန်မာလိုလာဆိုပြီးတော့မှအတိတ်ပဲရတယ်ပေါ့နော်ဒီဝတ္ထုလေးထဲမှာဆိုရင်သူတို့အချစ်ဆုံးတင်ငယ်ချင်း၄ယောက်ရှိတယ်ပေါ့နော်ဆိုင်းထွဲပန်ခေါ်ရာစီရဲ့ပြီးတော့စီတာရဲ့ယောက်ျားလေး2ယောက်လွမ်းခေါင်ရဲ့စွတ်အောင်ရဲ့ပေါ့နော်သူတို့၄ယောက်ကဒီဇလန်နေထဲမှာချစ်ဆုံးတင်ငယ်ချင်းတွေဖြစ်တယ်ပေါ့နော်စာဖတ်တာဝါသနာပါတဲ့သူတွေဆိုရင်ဒီပန်းတွေပွင့်ဖို့ဆောင်ရခြင်းစာအုပ်လေးကိုဖတ်ဖို့အကြံပြုချင်ပါတယ်ဘာလို့ဆိုကိုမရောက်ဖို့တဲ့ရောက်ဖျားပိုင်းကရေရဲတောင်ဒေသတွေကိုတကယ်ရောက်သွားစေတယ်လို့